ကိုကအကူမစပြောဒီဒေါ်လေးကိုစသုံးမယ်ကိုကနေရောညရောသုံးချင်တယ်ဒါပေမဲ့ဘလို့တွေသုံးရမှမသိဘူးဖြစ်နေတဲ့သူတွေတွေလေးခုရှင်းပြပေးပါမယ်ရှင်ဒီရဲ့ဒေါ်နေလေးတွေကကြတော့လူတိုင်းသုံးပေးလို့မရပါဘူးကိုရဲ့မျက်နှာကဝက်ရှန်အစီကူတွေထွက်နေတဲ့သူဆိုလို့ရှိရင်တော့ဒီနေလေးလေးလုံးဝသုံးပေးလို့မရပါဘူးရှင်ဒါပေမဲ့ဒီရဲ့ညာလေးလေးကိုပုံမှန်ညာတိုင်းလိမ့်ပေးလို့ရပါတယ်ကိုကလုံးဝပျောက်သွားပြီဆိုမှဒီဒေါ်နေလေးလေးကိုလိမ့်ပေးပါရှင်ဒီရဲ့ဒေါ်ညာလေးလေးကဆိုရှင်ဝက်ရှန်တွေကစကို9ရက်တွင်းတိတာပါပြီးတော့ပျောက်စီတဲ့အပြင်ကိုမှလည်း14ရက်အတွင်းကိုမျက်နှာကိုတစ်ဆင့်ဖြူရင်းကြည့်ဆိုဖြူရင်းစေပါတယ်နော်ကိုကဒီရဲ့ဒေါ်လေးကိုသုံးရင်းနဲ့ဝက်ရှန်လေးတွေကပုံမှန်ထက်ပိုထွက်လာတယ်ဆိုရဲသူတွေဆိုလို့ရှိရင်တော့လုံးဝစိတ်ပူစရာမလိုပါဘူးသူကဘာကြောင့်လဲဆိုလို့ရှိရင်သူက organic တိုက်ဖြစ်တဲ့အတွက်ကြောင့်မို့ green တိုက်ဖြစ်တဲ့အတွက်သူ့ရဲ့အတွင်းပိုင်းတဲ့ထိကိုငါကုသပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်ပြီးတော့မြုံနေတဲ့ဟာကိုပြန်ပြီးတော့ကန်ထွက်လာပြီးတော့တိတိတတာရောပါစေပါเนาะဒါကြောင့်ကိုကပုံမှန်ထက်ကိုရုံဝက်ရှန်ကဒီဒေါ်လေးသုံးလိုက်မှပိုပြီးထွက်လာတယ်ဆိုလို့ရှိရင်တော့လုံးဝစိတ်ပူစရာမလိုပါဘူးရှင်ပုံမှန်တိုင်းလေးဆက်ပြီးသုံးပေးပါเนาะမျိုးပေါင်း300ကျော်နဲ့အရင်ဝင်ရှင်နဲ့ရပါသေးရဲ့ရှင်တပုတ်ကစပြောလဲလက်လီလက်ကအကုန်ပို့ပေးပါเนาะပစ္စည်းစစ်ကြောင်းကိုလည်း100ခန့်တော့အာမခံချက်ပြေးပေးပါတယ်ရှင်